ကဘာမှာလူ100ပဲတွက်100နဲ့ပဲတွက်100နဲ့တွက်ရင်လူခရစ်ယာန်ဘယ်လောက်တယ်လဲ33.3နှစ်လူအယောက်100မှာ33ယောက်ကျော်ကခရစ်ယာန်ဖြစ်နေမွတ်စလင်ကဘယ်လောက်ဖြစ်သွားလဲ21အခုနောက်ဆုံး update ဆို23လောက်ဖြစ်သွားတယ်အခု2024ဆိုရင်အဲ့တော့လူ100မှာ21တို့23လောက်ကပါလေမွတ်စလင်ဖြစ်သွားတယ်နောက်တစ်ခါ non religion ခဏ non religion ကမွတ်စလင်နဲ့အပြိုင်ပဲသူကလေအခုတော့14ရာခိုင်နှုန်းပြီးအခု16ရာခိုင်နှုန်းလောက်ဖြစ်သွားတယ်လူ100မှာ6 22ဘယ်လောက်ဖြစ်သွားပြီလဲ4နဲ့8ဒီဘက်က33 80ကျော်သွားပြီ80ဖြစ်သွားပြီလူ100မှာ80လောက်ကခရစ်ယာန်ရဲ့အစ္စလမ်ရဲ့ဘာသာမဲ့ရဲ့နောက်ဟိန္ဒူပေါင်းထည့်လိုက်90ရာခိုင်နှုန်းဒီလေးဘာသာပဲခရစ်ယာန်အစ္စလမ်ဘာသာမဲ့နဲ့ဟိန္ဒူ90ရာခိုင်နှုန်းကုန်သွားပြီ100မှာအယောက်90ကုန်သွားပြီအဲ့ဒီ10ယောက်ထဲကခွဲယူအောင်10ယောက်ထဲကခွဲယူတဲ့အခါဘာသာပေါင်းစုံ6ခွဲနေတဲ့ဟာကအများကြီးပဲဒီမှာရာခိုင်နှုန်းနဲ့ပြတယ်7.48အဲ့ဒါတော့ခဏကဘာမှာဘာသာပေါင်းဒီတော့မနေ့ကပြောခဲ့တယ်ဘယ်လောက်ရှိပြီလို့ပြောလဲ9000လောက်ဖြစ်သွားပြီ roughly ပေါ့ one religion ဆိုပြီးတော့ website တွေမှာဝင်ကြည့်လို့ရတယ်သူတင်ရလို့တာခဏကဘာမှာဘာသာပေါင်း9000ဝင်ကျင်လောက်ရေပုံအားဖြင့်ပြောလို့ရပြီလေအဲ့ဒီဟာကို non ဒီ others religion ဆိုတာအကုန်မဲ့ကိုးကွယ်မှုအကုန်ထက်ဒီတော့နေ့ပြောပြီးအိန္ဒိယနိုင်ငံထဲမှာပဲကိုးကွယ်မှုပေါင်း1600ကျော်ရှိတယ်ဗုဒ္ဓဘာသာက2010လောက်ကသူ့ရဲ့ဝေသူဘယ်လောက်ကြီးလဲ9.84ဗုဒ္ဓဘာသာအကုန်ထက်ထေရဝါဒမဟာယာနဝဇီယာနတန္တယာနယာနထက်ခိုင်း100လောက်ရှိမယ်အဲ့ဒါ9.84ပြလူ100မှာဆိုရင်6ယောက်မပြည့်တော့တန်းရည်တွဲနဲ့တွေ့ရင်တန်း350ဝန်းကျင်ရှိတယ်ခုတိထက်ပိုရော့သွားပြီရှင်များတို့ဘာလို့ကြမလဲပေါ့ဂိုင်ရီတို့ကြည့်အောင်ခရမ်းအောင်ခေါ်ပါလားအဲ့ဒီဟာကခရစ်ယာန်ပါဗျာအစိမ်းရောင်ကအစ္စလမ်ပါဗျာခဲရောင်ကဘာသာမဲ့တွေပါဗျာဘာလဲအနီရောင်ရင်ခေါ်တာလားသွေးရောင်ပေါ့အဲ့ဒါက non religion ဘာသာမဲ့တွေfolk religion ပေါ့ရှေးဟောင်းအမျိုးမျိုးကိုးကွယ်တဲ့ဘာသာတွေပေါ့ကြည့်လိုက်တော့ရှင်များတို့လိမ္မော်ရောင်ကတော်တော်နည်းသွားပြီဗုဒ္ဓဘာသာကြီးတော်တော်အင်အားကြီးနေတယ်လို့ရှင်များတို့ထင်လားကရုံချင်းချင်းတွေ့နေလို့ဒါမြန်မာပြည်မှာရှိနေလို့ဒါဖုံနဲ့ဝှက်ချနေတဲ့သူတွေရှိနေတော့ဗုဒ္ဓဘာသာအင်အားကောင်းတယ်လို့ထင်ရတယ်ကဘာနဲ့ချင်းလိုက်တော့အတော်အနည်းဆုံးထဲမှာရောက်နေတာတွေ့ရဒါ2012ကစစ်တမ်းတစ်ခုပေါ့ဗျာ Asia Pacific ပေါ့ကဘာလုံးခြုံတာ Asia Pacific data တွေမှာဆိုရင်17.9ရာခိုင်နှုန်းလောက်ရှိပေါ့ဒါက2010လောက်ကပဲ top 10 countries with high percentage of Buddhist population ဗုဒ္ဓဘာသာပဲထေရဝါဒကိုရောမပြောဘူးဗျဗုဒ္ဓဘာသာဆိုတဲ့ထဲမှာအကုန်တဲ့အဲ့ဒါအများဆုံးကဘယ်နိုင်ငံလဲထိုင်းလန်လူဦးရေကိုပြောတာသူတို့နိုင်ငံကလူဦးရေ90ရာခိုင်နှုန်းကျော်ဟာဗုဒ္ဓဘာသာလို့ပြောတယ်ဟိုဗုဒ္ဓရဲ့ထေရဝါဒကောင်းသလားမကောင်းဘူးလားအဲ့ဒါကိုမပြောနဲ့မှတ်ပုံနေမှာဗုဒ္ဓဘာသာပေါ့အဲ့လိုပဲပြောမှကောင်းတယ်ဟုတ်လားမှတ်ပုံနေဗုဒ္ဓဘာသာဘယ်လောက်ရှိသွားလဲ90ရာခိုင်နှုန်းကျော်ထိုင်းလန်ပြီးတော့ပါလာလဲကမ္ဘောဒီးယား